မင်္ဂလာပါဒီတစ်ခါတော့ကျွန်တော်ပြသပေးမယ့်ကားလေးက Grand Item လေးဖြစ်ပါတယ်ဒီကောင်လေးကကျွန်တော်တို့2019 model လေးဖြစ်မယ်အမဲရောင် color လေးနဲ့လာမယ်ရန်ကုန် license လေးရတာပေါ့လေအောင်လေးကျူနံပါတ်လေးလည်းဖြစ်တယ်ဆိုတော့ကားလေးကလုံးဝအော်ဈေးကကျွန်တော်တို့ဒီ90ရာခိုင်နှုန်းလောက်ထိကျန်ပါသေးတယ်အောင်လေးတကယ်မှဖြစ်မယ်ပြီးတော့ smart key poster လေးဖြစ်ပါပေါ့လေဒီကောင်လေးတွေကမျိုးတွင်းထဲမှာတွားရတာလည်းအဆင်ပြေတယ်မိန်းကလေးတွေပဲဖြစ်ဖြစ်ယောက်ျားလေးတွေပဲဖြစ်ဖြစ် ferry သုံးတာပဲဖြစ်ဖြစ်စီစားလေးတွေတက်တာပေါ့လေကျွန်တော်1300ကိုနည်းနည်းလေးပဲရော့တယ်ပေါ့နော်ဒါ1300ပဲခေါ်ပါတယ်ဂျားလေးတွေတကားဂျားလေးတွေ net လေးတွေကျွန်တော်လုံးဝအတိုက်ခိုက်မရှိဘူးသူ original ချိတ်လေးတွေခုံသားလေးတွေအစားတင်းတင်းရင်းရင်းနဲ့ကျွန်တော်တို့အသက်တိုင်းစီးရမယ့်ကားလေးတွေဖြစ်ပါတယ်ဒီလိုကားလေးကအခုချိန်မှာကျွန်တော်တို့ model မြင့်တဲ့လူတွေအတွက်ပတ်စံတွေအများကြီးတယ်1500ကျော်မရင်းနိုင်တဲ့လူတွေဆိုရင်တော့ကျွန်တော်တို့ဒီ CL တို့ SN တို့အောက်မှာဝယ်လို့ကောင်းတဲ့ကားမျိုးလေးတွေဖြစ်ပါတယ်ဒီကောင်လေးကကျွန်တော်ပုံမှန် maintenance နဲ့လုပ်ထားတဲ့ကီလိုလေးလည်း6000ကျော်ပဲရှိတယ်နောက်မှဆိုရင်ကျွန်တော်လက်တင်လေးတွေပါတယ်လက်တင်လေးကိုတင်ထားမယ်ဆိုရင်တော့ကျွန်တော်နောက်ခန်းမှာ3ရောက်တော့ AC စီးလို့ရတယ်အင်ဂျင်အောက်ပိုင်းဘာမှပြောစရာမလိုသေးဘူးအသက်တိုင်းရှိသေးတဲ့အတွက်ပေါ့လေဒီကောင်လေးကပထမတော့ကျွန်တော်ကရောင်းဖို့ဆိုပြီးတော့လုပ်ထားပေမဲ့ဒီဥစ္စာလေးတင်နေတဲ့အချိန်ဆိုတော့ကားလေးကနောက်ထွက်သွားပြီပေါ့လေအဲ့အတွက်ကျွန်တော်ဈေးလေးတွေမပြောတော့ဘူးဒီကားအကြောင်းလေးကိုပဲကျွန်တော်ပြပြမယ်Honda ရထုတ်လို့တဲ့ Grand Item မျိုးစားကျွန်တော်နောက်ဖုန်းတွေပါရစားကျွန်တော်တို့ remote နဲ့ဖွင့်လို့ရမယ်เนาะနောက်ဒီမှာနောက် original back camera လေးလည်းပါတယ်နောက်ခန်းကာကို speed တွေလည်းကျဲတယ်နောက်မှာချိတ်တွေပတ်တာတွေကျွန်တော်တို့နှက်လျက်လုံးဝမရှိဘူးကျွန်တော်တို့ဒီ original spot တွေဖြစ်မှာပေါ့လေyes နောက်က smoother down လေးတွေကားမှာရှိတဲ့ချိတ်တွေ spot တွေကလုံးဝသူ original အတိုင်းလေးပဲရှိပါအောင်ခင်ဗျာပြီးတော့နောက်ခန်းရဲ့အကျယ်ကလည်းကျွန်တော်တို့Golf 8လောက်ဒီကောင်းကောင်းထည့်လို့ရတယ်နောက်မှာရှိရဲသူရဲ့ချိတ်တွေနောက်ကန်ထဲမှာဆွဲရဘိန်းကန်ထဲမှာရှိရဲချိတ်တွေ spot တွေကသူ original အတိုင်းလေးပဲရှိပါအောင်မယ်ဒီကောင်လေးတွေကခုလိုချိန်မှာလုံးဝအသစ်တွေမရှိတော့ဘူးပေါ့လေအကောင်လုံးက second hand တွေမှာရှိပါတော့တယ်ဒါပေမဲ့ second hand တွေထဲမှာတော်တော်ကိုကျန်တဲ့ကားလေးတွေဖြစ်ပါတယ် model ကြီးကလည်းလွတ်တဲ့စီစားလည်းတက်တာတယ်ဆလွန်တိုက်လေးတွေလည်းဖြစ်တယ်ဈေးနှုန်းကကျွန်တော်တို့ဒီ1300ပတ်ချလိုက်ပေါ့လေ1500အောက်မှာဆိုရင်စီးပြော်တဲ့ကားမျိုးလေးတွေဖြစ်ပါတယ်ကျွန်တော်တို့အခုလိုချိန်မှာ Honda Fit တို့JDM ကားလေးတွေဆိုရင်လည်းကျွန်တော်တို့အဲ့ဈေးပေးဝယ်နေတာပေါ့လေအဲ့လိုမျိုးဖြစ်တဲ့ဆိုရတဲ့အခုဘယ်မောင်းလဲဖြစ်တဲ့ model မျက်နှာလေးတွေဆိုရင်တော့တို့ဒီဟာလေးတွေရွေးချယ်တဲ့ကားမျိုးလေးတွေဖြစ်တယ်အမေ JDM ကြိုက်တဲ့လူတွေလည်း JDM ပေါ့လေကျွန်တော်လည်း JDM ကြိုက်ပါတယ်ဒါပေမဲ့လည်းဈေးတန်းအရာနဲ့ model အရာနဲ့ကြတော့ဒါမျိုးလေးတော့အခုချိန်မှာရွေးချယ်လို့ကောင်းတာဒီမှာ name plate တွေပါမယ်ဒီမှာဆိုလည်းကီလိုအမှန်တို့တို့ auto service မှာပုံမှန် maintenance လုပ်ထားတဲ့ကားလေးဖြစ်တယ်ပေါ့လေဒီကောင်လေးတွေက CRI volume လေးတွေလည်းပါမယ်ကျွန်တော် engine gun လေးတစ်ချက်ဖွင့်ပြမယ် engine gun ထဲမှာဆိုလည်းဘာမှနှက်လျက်မရှိဘူးတိုက်ခိုက်မရှိဘူးပေါ့လေဒါတော့ engine gun လေးဖြစ်ပါတယ် engine gun လေး short bar on လေးဘာတွေညာမျိုးသမီးတွေအတွက်လည်းဆင်ပြေတယ်ဗျတေးသေးကူကူနဲ့ဗျစလွန်တိုက်လည်းဖြစ်တယ် hatchback တွေပါရင်မကြိုက်ဘူးပေါ့နော်van type တွေပါရင်မကြိုက်ဘူးဆိုရင်တေးသေးကူကူရေးစီစားတက်တာလဲဆိုရင်သူကားမျိုးတွေကမိတ်ဆွေတို့အနေနဲ့ရွေးချယ်တဲ့ကားတွေထဲမှာပါပါတယ်တိတ်ပြီးတော့ true လည်းလက်ကြည့်စရာမလိုဘူးအတိုက်ခိုက်လည်းမရှိဘူးmodel ကြီးအရာလည်းမြင့်တယ်နံပါတ်အရာလည်းမြင့်တဲ့အထက်မှာပါသေးတယ်ဆိုတဲ့အတွက်ကြောင့်မလို့လေဒီကောင်လေးတွေကမိတ်ဆွေတို့အနေနဲ့ရွေးချယ်ရမယ့်ကားတွေမှာပါပါတယ်ဒါတော့ရုပ်ကတော့day light တွေပါလည်းပါတယ်ဗောလေ daytime running light တွေ fog light တွေခုဆိုရင်ဒါသူ့ရဲ့အတွင်းကန်းလေးပေါ့အတွင်းကန်းလေးပါဒီမှာထိုင်ကုန်အသားလေးပေါ့ကျွန်တော်အိတ်လေးဆိုရှုပ်တော့ဆိုတော့ထိုင်ကုန်လေးကဒီနာအကွက်ကလေးနေဆိုတော့နည်းနည်းမိုက်သွားတော့ပို့ပြီးတော့နည်းနည်းအမြင့်ဆန်းသွားမယ်ကောင်လေးကဒါဘက်ကြည့်မယ်လေဒါသူ့ရဲ့အတွင်းကန်းမီးလေးပေါ့ဒီမှာလည်းအတွင်းကန်းမီးပါအောင်မယ်စီလင်းတွေဘာတွေရလုံးဝညစ်ပတ်နေတာမရှိဘူးကျွန်တော်တို့အသက်တိုင်းပဲဒါနေကာလေးတွေဘယ်မှာဆိုလဲနေကာမှာမှန်ပါမှာပြီးရင်ကျွန်တော်ဟိုမှာဆရာတိုင်းမှာ follow ကျွန်တော်ဆက်နှုတ်ကြည့်လိုက်မယ်ဒီမှာဆက်ကဒီကောင်လေးကကျွန်တော် smart key လေး2တုံးပါ smart key လေးပေါ့နော်ဒီမှာ smart key လေး2တုံးပါကားလေးကဒါ aircon ဖွင့်တာဟာပေါ့ဒီနားမှာကျွန်တော်တို့ဒီ secret lighter ပါမယ်ပြီးပါရင် USB ပါမယ် AUX ပါမယ်ဒီနားမှာကျွန်တော်တို့ဒီဖုန်းလေးတွေဗာလေးတွေပစ္စည်းလေးတွေတင်လို့ရတဲ့နေရာပါမယ်ဒါကတော့ဒီထဲမှာ
dashboard ထဲမှာဒီ Jojo auto မှာပုံမှန်ကျွန်တော်တို့ဒီ maintenance လုပ်ထားတဲ့ဥစ္စာလေးပါ service လေးပေါ့လေservice ပါမယ်နော်ပစ္စည်းအစုံပါမယ်ပြီးတော့ဒီမှာကျွန်တော်တို့ CRM ဖုန်းလုံးပါ CRM လေးလည်းသူလဲသားလေးနဲ့ကားရတာအဆင်ပြေတယ်လဲသားလေး EE လေးနဲ့ဂျိုးဂျိုလေးဖြစ်မယ်ဒါသူ့ရဲ့ဒီမှာရှိရဲ့ကီလိုမှာကျွန်တော်တို့ဒီမှာ6000ကျော်ပါပြီကီလို6000ကျော်အမှန်ပုံမှန် maintenance လုပ်ထားတဲ့စောက်တွေလည်းအကုန်ပါမယ်နောက်ပြီးတော့ဒီမှာကျွန်တော်တို့ဒါထုံးစံတိုင်းပဲစီဂိတ်တွေဟိဂိတ်နော်ဒီမှာကျွန်တော်တို့ဒီမှန်ချိန်လေးပါမယ်ကျွန်တော်ဒီ power window လေးချက်ဖြစ်မယ်တစ်ချက်ကတော့ကျွန်တော် auto ဆိုတာပြီးတော့ကျွန်တော်ခုနကပြောတဲ့ဟို day light ပေါ့လေ day light လေးကျွန်တော်ထပ်ပြမယ် day light လေးကျွန်တော်ထပ်ပြမယ် day light လေးပါ day light လေးနှစ်ဖက်ပေကကျွန်တော်ဒီမှာ Kia ဆိုလဲကျွန်တော်တို့ဒီမှာကောင်းလေးက semi auto မောင်းလိုက်ရမယ်semi auto ကွက်ကိုဒီမှာ manual မောင်းနေတယ်ဆိုလဲကျွန်တော်ဒီဘက်ကိုထိုးလိုက်ရင်ဒီမှာ Gear 1ပေါ့ဆက်ပြီးမောင်းသွားရင်ကျွန်တော်တို့2တွေပေါ်တင်သွားရင်2 3 4အောက်ကိုပြန်ချရင်3 2 1ဒါမျိုးအဲ့လိုမှမဟုတ်ကိုကပုံမှန် auto ပဲမောင်းနေတယ်ဆိုရင်ကျွန်တော်ဒီမှာဆိုတာဒီပဲပြီးတော့ကျွန်တော်ဒီဒါဆိုရင်ပတ်ထိုးလိုက်ရင်သူကဒီမှာ back camera နဲ့သူရဲ့ original လေး back camera ဒီပေါ်မှာကြည့်ရတာကျွန်တော်ဒီ C ရက်တို့ဘာလို့အတိုင်းပါဗောလေအဲ့လိုမျိုးဆိုတော့ဒီခေါင်းလေးကဟိုလူကြီးမင်းတို့အနေနဲ့C ရက်တို့ SN တို့လောက်ငွေလဲမသုံးချင်ဘူးC ရက်တို့ SN တို့အခုချိန်မှာဆိုရင်1600ပတ်ချလဲမှာဖြစ်နေတဲ့အချိန်မှာကျွန်တော်တို့ဆလွန်ကားလေးလည်းဖြစ်တယ်စီစားလေးလည်းတက်တာတယ်အဲ့လိုမျိုးလေးမောင်းကျင်တဲ့လူတွေအတွက်ကတော့ဒီကားလေးကရွေးချယ်စရာဖြစ်မယ်ပြီးတော့မိန်းကလေးတွေမောင်းရင်လည်းအဆင်ပြေတယ်ကျွန်တော်တို့နောက်ပြီးတော့ကလေးတွေចောင်းဖို့တော့အဆင်ပြေတယ်အဲ့လိုမျိုးလေးဆိုတော့ဒီကားလေးကမိတ်ဆွေတို့အနေနဲ့ရွေးချယ်တဲ့ကားလေးဖြစ်တယ်ကျွန်တော်အခုကျွန်တော်ဘက်ကားလေးနဲ့ရွှေ့ပြမယ်ပြီးသွားရင်ပါကင်ထိုးပြကားလေးကတော်တော်ဗျာနောက်ပါကင်ဆိုလဲပါကင်ဆိုနာလေးတွေပါတော့အသက်တိုင်းပေါ့လေအသက်တိုင်းစီးရမယ်ဒီမှာဒါအနောက်ကကျွန်တော်အစိုးရလေးနဲ့ကတ်နေပြီဆိုတော့ပါကင်ဆိုနာလေးတော့အလုပ်လုပ်တာလုံးဝလက်တင်စီမိတ်ဆွေတို့အနေနဲ့လိုင်စင်ရလည်းအစ်ဆိုတော့မိတ်ဆွေတို့အနေနဲ့တခါလဲတန်းမောင်းတခါလဲယူတခါတန်းမောင်းလို့ရတယ် connection လေးဖြစ်တယ်အဲကြောင့်မိတ်ဆွေတို့အနေနဲ့ဝယ်ယူခြင်းနဲ့ဆိုရင်ကျွန်တော်ရဲ့ဖိုးတကြားကားရောင်းဝယ်ရေးကိုဖုန်းနံပါတ်430 9854ကိုကျွန်တော်တို့ဆက်သွယ်နိုင်ပါတယ်ဆက်သွယ်ပြီးတော့မိတ်ဆွေတို့မျက်မြင်လာရောက်ကြည့်ရှုနိုင်ပါတယ်ကျွန်တော်ရဲ့ဖိုးတကြားကားရောင်းဝယ်ကျွန်တော်ရဲ့အိမ်လိပ်စာကျွန်တော်ဒီတောင်းခလာဇာကလန်မှာရှိပါတယ်အားလုံးပဲကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြမယ်ကျေးဇူးတင်ပါတယ်ဗျာကျမ်းမာချမ်းသာကြပါစေ